ပြီဆိုလို့ရှိရင်ဒီမှာဒီရဲ့နှက်ကိုကျွန်တော်တို့ဒါပထမတော့ကကျွန်တော်တို့ပြောထားတယ်17 channels လို့ပြောထားတယ်ဟုတ်ပြီနော်17 channel 17 channel ပဲနာမည်ဟုတ်တယ်မှာဒီ17 channel ကိုကျွန်တော်တို့ထားမယ်ဒီ17 channel ကလေးကိုကျွန်တော်တို့ကြက်ပါမယ်ဒါ17 ချက်နဲ့ကိုကျွန်တော်တို့ကြက်နေတာပါဒါလေးကလည်းပဲအများအားဟနေလို့မရပါဘူးသူကအရန်ကြီးလဲဟနေလို့မရဘူးအရန်ကြီးလဲကျွန်တော်တို့တအားကြီးဖြစ်နေလို့လည်းမရဘူးပေါ့နော်ဒါလောက်ကလေးမှထားရမယ်အဲ့ဒါပြီးရင်ဒါလေးနဲ့ကျွန်တော်တို့လေ့ကျင့်ခန်းကိုလုပ်ကြည့်အောင်ပါပေါ့နော်ဒါဆိုရင်ဒါ17နက်ကလေးနဲ့ကျွန်တော်တို့တစ်ခါလဲကြက်မယ်ကြက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်ကိုနှိပ်ချပါတယ်နှိပ်ချလိုက်ပြီးတော့ဒါလေးနဲ့လှုပ်ကြည့်လိုက်တယ်ဒါဆိုလို့ရှိရင် okay ပြီလားเนาะဒါ okay နေပြီသူဟာနဲ့တူအဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ဒီရဲ့ဘိန်းလုံးအတွင်းအချီပေါ့အောက်အချီပေါ့เนาะအောက်အချီအတွက်ကိုရစ်တဲ့ရစ်ဘိန်းလုံးကိုကျွန်တော်တို့ထည့်ပါမယ်ဒီဘိန်းကိုထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတူဒါလေးကအတူလေးတွေဒီဘူးဒီတက်ကိုတူရမယ့်ဟာဖြစ်တယ်ဒါကနှစ်ခုကတစ်ခုနောက်ပြီးလို့ရှိရင်အတူလေးတစ်ခုရှိအောင်မယ်ဒီလိုပုံစံမျိုးလေးအတူဒီအတူလေးအတိကတော့ဒီလိုမျိုးဟာပါပဲเนาะဒါကတော့မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါအစားတွင်းထားတာဖြစ်တယ်အခုကျွန်တော်တို့ဒါလေးတို့ထည့်နေတာပါသူ့အပေါင်းနဲ့အတူပဲထည့်လိုက်ရုံပါပဲဒီနားလေးမှာပါဒီမှာနော်တွေ့ရလားဒီဝက်ဦးလေးကိုကျွန်တော်တို့ကြက်တာပါဒါကတော့ကျွန်တော်တို့ကစခရူနတ်ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မို့လို့စခရူနတ်ကလေးကိုဒီတိုင်းလေးကြက်မှာပါဒါကတော့နှက်ကတခြားနှက်ကိုထည့်ထားတယ်ဒါလေးကိုကြက်လိုက်ပြီဒါဆိုရင်ဒါလေးကကြက်သွားပြီပေါ့ရပြီနော်ရပြီဆိုတာနဲ့ကျွန်တော်တို့ဘိန်းကိုထည့်ပါမယ်ဒီဘိန်းကိုထည့်ကဲဘိန်းကိုထည့်ပြီးတာနဲ့ကျွန်တော်တို့ဘာကိုထည့်မလဲဒီမှာဒီလိုမျိုးအပြားလေးတစ်ပြားရှိမယ်ဒီအပေါ်မှာပေါ့နော်ဒါကတော့လက်တလောကျွန်တော်တို့တခြားဆက်ကိုကျွန်တော်တို့ထည့်ပေးလိုက်ရတဲ့အတွက်ဖြစ်ပါတယ်ဒါလေးကိုဒီလိုလေးထားမယ်ထားပြီးတာနဲ့ဒါကိုကြက်ရမယ်ဒီဘိန်းကကျွန်တော်တို့ကခြောင်နေလို့မရပါဘူးမခြောင်အောင်ကျွန်တော်တို့ဒါလေးကိုထည့်ရမယ်နော်ထည့်ပြီးတာနဲ့ဒီအပေါ်ကဟာလေးကိုကျွန်တော်တို့ဖြည်းဖြည်းချင်းကြက်ရပါဖြည်းဖြည်းချင်းကြက်ရပါမယ်ဖြည်းဖြည်းချင်းကြက်ရပါမယ်လက်နဲ့ပဲကျွန်တော်တို့ကြက်ပါတယ်နော်နောက်ပြီးတဲ့ခါကျလို့ရှိရင်သူ့မှာဝက်ဥတစ်လုံးရှိတယ်ပေါ့နော်ဒါပေမဲ့အခုဒီမှာတော့ဒီဆက်မှာတော့ဝက်ဥကမပါခဲ့ဘူးမပါတဲ့ကြောင့်မို့ကျွန်တော်တို့ဝက်ဥတော့ထည့်မပြတော့ဒီဝက်ဥလေးတစ်လုံးရှိတယ်အဲဝက်ဥလေးကိုကျွန်တော်တို့ကအောက်ကနှက်ကလေးနဲ့ကျွန်တော်တို့ရသလားမရလားဆိုတော့ဥစ္စာကိုပြန်ပြီးတော့ချိန်ပြီးတော့ကြက်ရပါတယ်ဒါလေးကိုကျွန်တော်တို့နည်းနည်းလေးတေရပါမယ်ဒါမှသာလျှင်ဒီရဲ့ဆက်ကကျွန်တော်တို့လှုပ်ရှားဖို့ရအတွက်ကလွယ်လွယ်ကူကူနဲ့လှုပ်ရှားမှာပါဒါမှဆိုဒီဘိန်းကြီးကခြောင်ပြီးတော့လိုက်လည်နိုင်တာတွေဖြစ်နိုင်တာပါတယ်ဟုတ်ပြီနော်အဲ့ဒါပြီးရင်ကျွန်တော်တို့ကအပေါ်ပိုင်းတွေကိုစပြီးတော့မှကျွန်တော်တို့စပြီးတော့ run မှုရအတွက်ကိုလုပ်ရတော့မှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်တယ်